Hello မင်္ဂလာပါကျွန်တော်ဘန်ဝန်တန်းဘွားပေါ့နော်ဘန်ဝန်တန်းလုပ်ရင်းနဲ့အပြန်ကိုကျွန်တော်တက်ဆီမောင်းလာဗျကျွန်တော်နေတော့အင်းစိတ်မှနေတယ်ဗျကျွန်တော်ရဲ့ဘန်လုပ်တော့ဆိုလို့ရှိရင်မြို့ထဲမှာပေါ့မြို့ထဲဘူစွန်ပလန်နဲ့ကုန်တယ်လန်းတောင်းဘာဘန်လဲဆိုတော့ fast private van လို့ခေါ်တယ်အဲ့ဘန်မှာကျွန်တော်လုပ်တော့ဘန်ကိုသွားပြီဆိုလို့ရှိရင်လမ်းကြောင်းတူတဲ့အမတွေညီမတွေအကုန်လုံးတင်ခေါ်သွားတယ်ပေါ့ဗျာကျွန်တော်အဲ့တော့ကားရဲတက်စီနဲ့ပေါ့ကျွန်တော်ကားနဲ့လိုက်တဲ့လူတွေကလိုင်းကားစီးကြတဲ့ပိုတဲ့ဈေးနှုန်းတော့ပဲပေးရတယ်အဲ့တော့ကျွန်တော်အတွက်ကစီဘူးအဲ့ဒီစိုက်စားလို့ပေါ့နော်ပြောပြခြင်းတဲ့အတိတ်ပဲကအဲ့လိုတက်စီမောင်းရင်းနဲ့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတစ်ခုအကြောင်းကျွန်တော်ပြောပြချင်တယ်အဲ့ဗန်ယူနီဖောင်းကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ခုခေတ်တချို့စားတောက်ဆိုင်တွေမှာဆိုအပေါ်ကအဖြူကွာအောက်ကစတိုင်ပဲတောက်ပြောက်လေးတည်တယ်အဲ့ပုံစံမျိုးရာဘိုရီကဗန်ရဲ့ယူနီဖောင်းရဲ့ကျွန်တော်တို့စင်းကိုင်အစင်အဲ့လိုပုံစံလေးဝယ်ရတာပေါ့နော်မန်နေဂျာတို့ဘာလို့ဆိုရင်အဲ့ချိန်မှာပစိုးတွေပါနေတယ်ပေါ့နော်ကားမောင်းပြီးတော့ညနေပြန်ပြီးဆိုရင်ကျွန်တော်နဲ့အတူတူပြန်တဲ့လူတွေကိုလိုက်ပို့ပြီးသွားပြီးဆိုရင်ကျွန်တော်တက်စီပတ်ဆွဲတာဗန်ယူနီဖောင်းကိုကျွန်တော်ကမချိန်သေးဘူးပေါ့အဲကြောင့်ယူနီဖောင်းမချိန်မဲ့နဲ့တက်စီပတ်ဆွဲတဲ့အချိန်မှာ10မိုင်ကုန်းမှာငပလီဆိုတဲ့ဘီယာဆိုင်ရှိတယ်အဲငပလီဘီယာဆိုင်ရှိမှကျွန်တော်က9နာရီခွဲ10နာရီလောက်အထိအိမ်မပြန်မဲနဲ့အမှဂိတ်ထိုးထားတာဂိတ်ထိုးထားတဲ့အချိန်မှာအဲ့ဒီအထဲရနေပြီးတော့အမျိုးသမီး2ယောက်နဲ့နည်းနည်းငယ်ငယ်ကောင်မလေး2ယောက်ပေါ့အမျိုးသမီး2ယောက်ဆိုအသက်ကြီးပိုင်းအဲ့ချိန်မှာဆိုရင်40ပတ်ဝန်းကျင်ပေါ့ငယ်ငယ်ကောင်မလေး2ယောက်ကတော့10ကျော်သက်တည်ပေါ့ပုံစံကြည့်ရတာဟို2ယောက်ကတထေးမှဖြစ်ပြီးတော့ဟို2ယောက်ကသူတို့အိမ်မှာကိုကြီးလောင်ဘက်လုတ်ပြီးတဲ့ခလေးမကြီးဖြစ်ဖို့များပါတယ်သူတို့တွေကတောက်ပြီးတော့ပြန်လာတာပေါ့နော်ပြန်လာတဲ့အချိန်မှာဘာပြောလဲဆိုတော့ကျွန်တော်မောင်လေးတဲ့ငါ့ကိုတဲ့တက်စီငှားပေးစမ်းတဲ့ကျွန်တော်ကအဲ့ဆိုင်အပေါက်ဝမှာနေတယ်ဆိုတော့ဟုတ်ကဲ့ပါလို့ရပါတယ်လို့မဘယ်သွားမလဲဆိုတော့သူသွားမှာတော့ကျွန်တော်တို့ဒီအောင်မင်္ဂလာအဝေးပြင်းနားမှာအိမ်ရတစ်ခုရှိတယ်အဲ့အိမ်ရပေါ့နော်ဟုတ်ကဲ့ဘယ်လောက်ပေးမလဲဆိုတော့အဲ့အချိန်သူပေါက်စီပေးပါတယ်အဲ့နဲ့ကျွန်တော်တကားဖွင့်ပြီးတော့တက်လို့ပြောလဲပြောသူကတကားတွေကိုဝင်တယ်ကျွန်တော်ကားကိုဖွင့်ပြလိုက်တယ်မှာသူကတက်တယ်ပေါ့နော်တော့တက်ပြီးလဲပြောသူတို့တွေကအရာရှိတွေရဲ့အမျိုးသမီးတွေဖြစ်ပါလိမ့်မယ်ဘယ်လိုအရာရှိလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်တင်မော်သားအရာရှိလားစစ်တပ်ကအရာရှိလားတော့မသိဘူးသူယောက်ျားတွေမရှိတော့သူတို့တကယ်ချင်းတွေချိန်ပြီးတောက်ကြတာပေါ့အဲ့နဲ့ကျွန်တော်ကားကောင်းနဲ့ထည့်ပြီးဆက်နှိုးတယ်လို့ကျွန်တော်ယူနီဖောင်းကိုကြည့်ပြီးလဲပြောဟာတဲ့နေကအလုံးနှစ်ခုလောက်ထားလားတဲ့ဆိုတော့ဟုတ်ကဲ့လို့ကျွန်တော်အလုံးနှစ်ခုလောက်ထားပါလို့အမကျွန်တော်ကိုတိလို့လားလို့ကျွန်တော်မေးလိုက်တာနေဒီဆိုင်ကဝေတာမဟုတ်ဘူးလားတဲ့ကျွန်တော်အလုံးနှစ်ခုလုပ်တယ်ဆိုတော့ကျွန်တော်ဘန်ဝင်တန်းလဲလုပ်တယ်တက်စီလဲမောင်းတယ်ဆိုတာကိုကျွန်တော်ဆိုလို့သူကကျွန်တော်ကိုမေးတာကသူကတော့တောက်ထားတော့ထွေတူလေးပေါ့နော်။နေ့ကဝေတာလဲလုပ်တယ်တက်စီလဲမောင်းတယ်လို့ထင်တာ။ပြောချင်တာအဲ့ချိန်တုန်းကကျွန်တော်လုပ်ခဲ့တဲ့ဘန်ယူနီဖောင်းကဝေတာတွေရဲ့ယူနီဖောင်းနဲ့သွားတူနေတာဗျာ။ပေးချင်တဲ့ message ကတော့ကျွန်တော်အတွက်ကျွန်တော်တွေ့ကြုံခဲ့တဲ့တွေ့ကြုံလေးတစ်ခုပြောပြတာပေါ့အလုံးနှစ်ခုလှုပ်ဖူးတယ်ဆိုတဲ့အကြောင်းရယ်နေအလုံးနှစ်ခုလှုပ်ထားမူလားလို့မေးတဲ့အချိန်မှာ तू ကဘန်ဝင်တန်းလှုပ်တယ်ဆိုတာ तू မသိဘူးလေနပလီဘီယာဆိုင်ကယူနီဖောင်းနဲ့ကျွန်တော်လှုပ်ခဲ့တဲ့ဘန်ယူနီဖောင်းနဲ့တော့တူနေတဲ့အကြောင်းလေးပေါ့ဟုတ်ကဲ့ဒါလေးကိုစဉ်းစားမိတယ်ဆိုလို့ရှိရင်ပေးချင်တဲ့ message ကဘာလဲဆိုလို့ရှိရင်ကျွန်တော်အတိတ်ကသတိရတဲ့အကြောင်းလေးကိုပြောပြရဲဆိုရင်တော့ပါပဲကျေးဇူးပါကျွန်တော်အကောင့်လေးကို subscribe လုပ်သွားအောင်နော်တတ်တာ